Hello ဒီဗီဒီယိုလေးကလမ်းပေါ်မှာဆိုင်ငယ်စီးရတဲ့ပတ်သက်တဲ့အကြောင်းအရာလေးတခုဒီကိုတို့အတွက်ဝေမျှပြတော့မှာဖြစ်ပါတယ်။ပြောရရင်တော့ရှီမီကြီးတွေရဲ့အကြောင်းပါ။သူတို့ထဲမှာဟိုးရင်ကဟီလိုဂျင်မီတွေရဲ့ခုနောက်ပိုင်း LED မီတွေရဲ့အဲထဲမှာမှဘယ်ဟာကပိုကောင်းလဲ။အနေကျအသက်တွေတဲ့ဘာဖြစ်မလဲ။ဒီအကြောင်းအရာတွေဒီဘက်မှာဆွေးနွေးတော့မှာဖြစ်ပါတယ်။ရေစုံသဘောတရားတွေပြောကြရအောင်။ဟီလိုဂျင်မီကတန်စတန်လို့ခေါ်တဲ့အဖိုက်နဲ့နမ်းမြင်တစ်ခုနဲ့ဖန်လုံးထဲမှာဟီလိုဂျင်ကတ်တွေရှိနေပါတယ်။ပြည့်စက်တာအပြီးလိုက်တဲ့အချိန်မှာနမ်းမြင်ကပူထွက်လာပြီးကတ်တွေရဲ့တက်ပြမှုနဲ့အလင်းအောင်ထွက်လာတာပါ။နောက်တစ်မျိုးကတော့ LED တွေပါပဲ။သူကတော့ခက်မိတယ်လို့ပဲပြောရမယ်။အလင်းအောင်ထုတ်ပေးနိုင်တဲ့ဒိုင်အောက်တွေပါ။ချီမူကွန်ဒတာတွေလည်းဖြစ်ပါတယ်။သူကတော့ဓာတ်အပြီးလိုက်တာနဲ့အလင်းအောင်ကိုတမ်းပြီးထုတ်ပေးပါတယ်။နောက်တစ်သူရဲ့ကချာချက်တွေကိုပြောပါမယ်။1500 lumens နဲ့6000 lumens ဆိုတော့ရင်းရမှာ LED ကပိုလင်းတယ်။နောက်တစ်ခုကမီးဆွဲရပါ65 watt နဲ့35 watt ဆိုပြီး LED ကတော်တော်ဖြစ်ပါတယ်။သူရဲ့တရန်တွေကိုနိုင်နဲ့တွက်ရရင် LED တွေကပဲ49စားလောက်ပိုခံပါတယ်။ halogen တွေကအပူပူထွက်ပါတယ်ပြီးတော့တုံခါမှုကြောင့်လမ်းမြင်လေးတွေကြွချက်ပျက်စီးနိုင်ပါတယ်။နောက်တစ်ခုကပြုပြင်ထိန်းသိမ်းမှုပါ။ဒီနေရာမှာဟီလိုဂျင်မီတွေကစီးရဲသွားပါတယ်ဒီဗီဒီယိုလေးလောက်ပါပဲဗျနောက်ထပ်သူတို့ရဲ့အားသာချက်အနေချက်တွေနဲ့အတူနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်ဗျ See you bro